မင်္ဂလာပါဒီနေ့ဆရာတင်မဲ့သင်ခန်းစာလေးကတော့ Grade 12 English Unit 2က Key to Happiness ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီမှာ two reading လေးမှာဆရာတို့ pre reading လေးဖတ်ကြည့်အောင်ပါ Number 1က When you usually feel happy မင်းဘယ်ချိန်မှာပျော်ရွှင်လေးရှိတယ်လဲတဲ့ For me when my needs are being met ကျွန်တော်တို့ရဲ့ဆန္ဒတွေပြည့်နေတဲ့အချိန်မှာကျွန်တော်တို့ဘာဖြစ်လဲပျော်ရွှင်နေပေါ့ဒါမျိုးလေးဖြေလို့ရတယ် Number 2 What do you usually do if you are happy မင်းပျော်ရွှင်တဲ့အခါမှာဘာတွေလုပ်လို့ရှိတယ်လဲတဲ့talking more စကားတွေအများကြီးပြောတယ်laughing ရဲတယ် smiling ပြုံးနေပေါ့ကွာဒါတွေဖြေလို့ရတယ်ဟုတ်ပြီနောက်ထပ် Number 3 What you do if you are unhappy မင်းမပျော်ရွှင်မင်းဘာလုပ်တယ်လဲတဲ့ Although if you are not in a good mood မင်းစိတ်ရှိနေမကောင်းရင်ဘာလုပ်လို့ရှိတယ်လဲတဲ့For me listen to the Buddha's helpful words of guidance ဖះရှင်ရဲ့အဆုံးအမစကားတွေကိုနားထောင်တယ်ပြီးလို့ရှင် practice meditation တရားထိုင်နေပေါ့ကွာဒါမျိုးတွေပြောလို့ရတယ်ဟုတ်ပြီနောက်တဲ့ read the passage လေးကိုဖတ်ကြည့်အောင်ပါ If you are asked the question what is happiness then what will be your answer ဟုတ်ပြီ If you are asked the question မင်းကိုမေးခွန်းမေးမယ်ဆိုရင်ပေါ့ If အကယ်၍ you were asked ဆိုမင်းကိုမေးမယ်ဆိုရင်အဲ့ဒီမှာWERE were ASKD ask ဆိုတာက B plus ဘတ်တူရီလေးဖြစ်တဲ့အတွက်ကြောင့်မလို့ရှေ့က subject ကိုဆရာတို့က go လို့ဘာသာပြန်လို့ရတယ်အဲ့တော့ you were asked the question မင်းကိုမေးခွန်းမေးမယ်ပေါ့ကွာမင်းကိုမေးခွန်းမေးမယ် if ဆိုလိုက်တော့မေးခွန်းမေးမယ်ဆိုရင် what is happiness ဘာမေးခွန်းလဲဆိုရင် what is happiness ပျော်ရွှင်မှုဆိုတာဘာလဲဆိုတော့မေးခွန်းကိုမေးမယ်ဆိုရင် then what will be your answer မင်းရဲ့အဖြေကဘာဖြစ်မလဲပေါ့ဒါရိုက်ပြန်တာတကယ်တော့မင်းဘယ်လိုဖြေမလဲပေါ့ဟုတ်ပြီနော်ဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ကြောင်းလေးဆက်သွားမယ် It may be hard for you to come up with the clear cut answer ဒီမှာဆိုလို့ရှိရင် it may be hard အဲ့ဒါကခက်ခဲနိုင်ပါတယ်ဒီမှာ may ဆိုတာကကြောဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ကွာဒါမျိုးပြောတာပြီးတော့ be ဆိုတာကကြော but to be လေးဟုတ်ပြီနော် but to be ရဲ့နောက်ကမှ hard hard ခက်ခဲသောဆိုတဲ့ adjective လေးလိုက်ထားတယ်ဒါဆိုရင်ဒေါကနေဒီပြောင်းလို့ရအဲ့တော့ it may be hard ခက်ခဲနိုင်ပါတယ် for you မင်းတို့တော့ခက်ခဲနိုင်ပါတယ် to come up with ဆိုတာဆရာတို့ကကြတော့ဒီဘယ်လိုပြောမလဲအဖြေတစ်ခုခုစဉ်းစားတာအဖြေတစ်ခုခုထုတ်တာမျိုးကို come up with လို့ခေါ်တယ်အဲ့ကျတော့ to come up with a clear cut answer ဟုတ်ပြီနော်ဒီမှာဆိုရင်မင်းclear cut ဆိုတာကကြတော့ adjective လေး clear cut တိကျသေးကြတော့ဟုတ်ပြီနော် answer ဆိုတာကကြတော့အဖြေဟုတ်ပြီနော်တိကျသေးကြတဲ့အဖြေတစ်ခုto come up with ထုတ်ဖို့အတွက်မင်းတို့ခက်ခဲနိုင်ပါတယ်တဲ့ဟုတ်ပြီအဲ့ဒီမှာဆရာပြောချင်တာလေးတစ်ခုကအဲ့ဒီမှာ a clear cut answer မှာ article and နဲ့ article and နဲ့ answer ဆိုတဲ့ noun နဲ့ကြာမှာဆရာတို့ဘာရှိတတ်လဲဆိုရင် adjective လေးရှိတတ်တယ်အဲ့တော့မင်းတို့ကဘယ်လိုနားလည်ရမလဲဆိုရင် article and နဲ့ noun နဲ့ကြာမှာကိုလက်ဖောက်ထားပြီးဆိုဒါ adjective ပဲဖြစ်နိုင်တော့မယ်နားလည်လားမသိဘူးနားလည်မယ်နော်ဟုတ်ပြီနောက်တစ်ခု article and လဲပေးထားတယ်နောက်ကနေ adjective လဲပေးထားတယ်နောက်ကကိုလက်ဖောက်ကြီးဖောက်ထားတယ်ဆိုမင်းတို့ဘာရွေးပေးရမလဲ noun ဖြေပေးရမယ်ဒါလေးလည်းသိရမယ်နားလည်မယ်နော်ဟုတ်ပြီနောက်တစ်ကြောင်းသွားကြည့်အောင်ပါ your answer မင်းရဲ့အဖြေကတဲ့ maybe different ကွဲပြားမယ် different from မော့ကွာ different ဆို from နဲ့လာမယ်ကွဲပြားပါလိမ့်မယ် those အဖြေတွေနဲ့ of other people အခြားလူတွေရဲ့အဖြေတွေနဲ့မင်းအဖြေကကွဲပြားပါလိမ့်မယ်တဲ့ပြောချင်တာအခြားလူတွေရဲ့အဖြေနဲ့မင်းအဖြေကတူချင်မှတူမယ်ပေါ့ကွာ moreover ဒါအပြင်ထို့အပြင်သူက transition လို့ခေါ်တယ်ဟုတ်ပြီနော် transition လို့ခေါ်တယ်sentence တစ်ကြောင်းနဲ့တစ်ကြောင်းအကူအပြောင်းလေးတွေပေါ့ကွာပို့ပြီးတော့မှချောမွေ့လေးဖတ်လို့ကောင်းတော့လုပ်ပြီးတဲ့ transition လေးတွေလို့ခေါ်တယ် moreover ဆိုတာကဒါအပြင်ထို့အပြင် moreover နဲ့တူတဲ့စကားလုံးတွေအများကြီးရှိသေးတယ် in addition additionally စသဖြင့်ပေါ့ကွာဒါတွေသုံးလို့ရတယ်နောက်တဲ့ the definition of happiness ရဲ့ပျော်ရွှင်မှုဆိုတာရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်က may change ပြောင်းလဲနိုင်ပါတယ် over time အချိန်နဲ့အမျှ over time ဆိုတာကအချိန်နဲ့အမျှတနည်းအားဖြင့် gradually တဖြည်းဖြည်းနဲ့ပြောင်းလဲနိုင်ပါတယ်တဲ့ Today's views on happiness may be a different ones tomorrow ယနေ့ဒီနေ့ရဲ့ပျော်ရွှင်မှုပေါ်မှာမြင်တဲ့အမြင်က may be a different ones tomorrow မနှက်ပြန်ကြရင်နောက်ထပ်တစ်ခုအရှားတစ်ခုမတူညီတဲ့တစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်လို့ပြောတာအဲ့ဒီမှာ one ကကြောဆရာတို့ကviews အစားသုံးထားတာပေါ့နော်ဒါမျိုးတွေပဲလေဟုတ်ပြီနော် Thus ထို့ကြောင့် happiness is a difficult concept to measure ဟုတ်ပြီနော် happiness ပျော်ရွှင်မှုဆိုတာက is ဖြစ်ပါတယ် a difficult concept ခက်ခဲတဲ့
အယူအဆသဘောထားတစ်ခုဖြစ်ပါတယ် to measure တိုင်းတာဖို့ခက်ခဲတဲ့အယူအဆသဘောထားတစ်ခုပဲဖြစ်ပါတယ်အဲ့ဒီမှာဆရာတို့ရှေ့ကပြောခဲ့သလိုပဲ article and နဲ့ noun နဲ့ရဲ့ကြားထဲမှာ difficult ဆိုတဲ့ adjective လေးထည့်ပေးထားတယ်အဲကြောင့် article and နဲ့ noun နဲ့ကြားမှာဆိုရင် adjective နေနိုင်တယ် adjective ရဲ့နောက်မှာဆိုရင် noun နေနိုင်တယ်ဒါလေးတွေသိရမယ်နားလည်မယ်နော်ဟုတ်ပြီနောက်တဲ့ because ဘယ်ကြောင့်ဆိုတော့ it is not constant it is not constant အဲ့ဒီမှာ it ကဘာကိုပြောရလဲဆိုရင်ပျော်ရွှင်မှုကိုပြောတာပျော်ရွှင်မှုဆိုတာက it is not မဟုတ်ပါဘူးတဲ့ constant ကိန်းသေးမဟုတ်ပါဘူးတနည်းအားဖြင့်ပုံသေးမဟုတ်တဲ့အတွက်ကြောင့်တဲ့ပြောချင်တာပျော်ရွှင်မှုဆိုတာပုံသေးဖြစ်မနေတဲ့အတွက်ကြောင့်မလို့ပျော်ရွှင်မှုကိုတိုင်းတာဖို့ခက်ခဲပါတယ်ပေါ့နော်ဒါမျိုးပြောတာပါအဲ့ဒီမှာ constant ဆိုတာ adjective လေးပါဟုတ်ပြီနောက်ထပ် according to the Merriam-Webster Dictionary 2016ဟုတ်ပြီနော် Merriam-Webster Dictionary 2016အရာ according to ဆိုတာအရာ happiness ပျော်ရွှင်မှုဆိုတာ means ဆိုလိုပါတယ် a state အရှိနေ a state of well-being ချမ်းသာဒုက္ခရှိခြင်းအရှိနေ and ပြီးတော့ contentment ဆိုတာကရောင်ရဲခြင်းတင်းတိမ်ခြင်းရှိတဲ့အရှိနေချမ်းသာဒုက္ခရှိတဲ့အရှိနေလို့ဆိုလိုပါတယ်တဲ့ psychologically စိတ်ပညာအရဆိုရင် when you are in a peaceful state of mind or when you have no stressful factor to think about you are most likely to feel relaxed and happy ဟုတ်ပြီစိတ်ပညာအရဆိုရင်တဲ့ when you are in a peaceful state of mind မင်းကအေဂျင့်နဲ့စိတ်အရှိနေမှာရှိနေမယ်ဆိုရင်ပြောချင်တာကမင်းကစိတ်အေဂျင့်နေမယ်ဆိုရင် although when you have no မင်းမှာမရှိဘူးဆိုရင် stressful စိတ်ဖိစီးစရာ factors ဟုတ်ပြီနော်အကြောင်းအရာတွေအချက်အလက်တွေ to think about စဉ်းစားဖို့ဟုတ်ပြီနော်စဉ်းစားစရာစိတ်ဖိစီးစရာကောင်းတဲ့အကြောင်းအရာတွေအချက်အလက်တွေမရှိဘူးဆိုရင် you are most likely to be relaxed and happy မင်းကစိတ်ပန်းပြေပြီးတော့မှပျော်ရွှင်ကောင်းပျော်ရွှင်နိုင်ပါတယ်လို့ပြောတာဟုတ်ပြီနော်ပြောချင်တာကတော့မင်းကစိတ်ရှင်နေလဲကောင်းနေမယ်စိတ်ကငြိမ်းချမ်းနေမယ်ပြီးတော့မင်းမှာဘာမှစိတ်ရှုပ်စရာတွေဖိစီးစရာတွေစိတ်ဖိစီးစရာတွေ stressful factor တွေမရှိဘူးဆိုရင်မင်းရဲ့စိတ်ကအပန်းပြေပြီးတော့မှပျော်ရွှင်နေပါလိမ့်မယ်လို့ဆိုလိုတာဟုတ်ပြီနော်ပြီးတော့ stressful ဆိုတာကဆရာတို့ကဘာ adjective စိတ်ဖိစီးစရာကောင်းတော့စိတ်ဖိစီးဖွယ်ကောင်းတော့ဆိုတဲ့အဓိပ္ပာယ်ပါဟုတ်ပြီ whatever you are မင်းဘာသာမင်းဘာကြီးဖြစ်ဖြစ်ဟုတ်ပြီနော် a student ကျောင်းသားတစ်ယောက် a worker အလုပ်သမားတစ်ယောက် a housewife အိမ်ရှင်မတစ်ယောက် of a pensioner ပင်စင်စားတစ်ယောက်မင်းဘာသာမင်းဘာပင်စင်စားတစ်ယောက်ပဲဖြစ်ဖြစ်ကျောင်းသားတစ်ယောက်ပဲဖြစ်ဖြစ်အလုပ်သမားတစ်ယောက်ပဲဖြစ်ဖြစ်အိမ်အောင်ရှင်မတစ်ယောက်ပဲဖြစ်ဖြစ် happiness ပျော်ရွှင်မှုဆိုတာက means ဆိုလိုပါတယ် a better quality of life ပိုကောင်းတဲ့လူနေမှုဘဝအရည်အသွေးလို့ဆိုလိုပါတယ်ဟုတ်ပြီဒီနေ့တော့ဒီလောက်ပါပဲနောက်နေ့မှဆရာဖတ်2ကိုပြန်ပြီးတော့မှတင်ပေးပါမယ်ကျေးဇူးတင်ပါတယ်